AI ဒီကျွန်ုပ်တို့၏အလုပ်နေရာကိုယူတော့မီလားကိုင်းပတ်လားလုပ်ဖော်ကိုင်းပတ်လားအားလုံးပဲမင်္ဂလာပါကျမမေမီပါဒီ Financial Stability Channel ကိုလာရောက်တဲ့ကဂုဏ်ယူပါတယ်ဒီ channel ကနေကျမတို့ဟာခိုင်မာတဲ့ဘန်ဒါဤတည်ငြိမ်မှုကိုတည်ဆောက်နိုင်ဖို့အတွက်လိုအပ်တဲ့ view ဟာဒီနီလန်းတွေကိုအမြဲမပြတ်ဝင်မြပေးနေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ AI ဒီကျွန်ုပ်တို့၏အလုပ်နေရာကိုယူတော့မီလားပြိုင်ဘက်လားလုပ်ဖို့ကိုင်းဘက်လားအကြောင်းကိုအတူတူလေ့လာကြည့်အောင်မင်္ဂလာပါကိုပြမင်္ဂလာပါမင်းနီအားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ပြပါကိုပြအခုဆိုရင် Artificial Intelligence AI အကြောင်းကလူတိုင်းရဲ့စကားဝိုင်းမှာရှိနေပြီတချို့က AI ကကျွန်ုပ်တို့အလုပ်နေရာတွေကိုယူသွားလိမ့်မယ်လို့ဆိုရင်ကြတယ်ဒါပေမဲ့ AI ကလူသားတွေရဲ့ဘဝကိုဘယ်လိုအကျိုးပြုနေရလဲပြီးတော့ကျမတို့အလုပ်ပြုတ်တော့မလားကိုပြမင်းမီ AI ဆိုတာလူသားတွေရဲ့အနာဂတ်အတွက်အကြီးမားဆုံးသောအခွင့်အရေးနဲ့စိန်ခေါ်မှုတစ်ခုပဲ AI ဟာအလုပ်အကွင်းတွေကိုဖျက်ဆီးပစ်တာထက်ပြောင်းလဲပစ်တာလို့သုံးနှုန်းဟန်ပို့မှန်တယ်ဒီနေ့တော့ AI ရဲ့အခန်းကဏ္ဍနဲ့လူသားတွေဘယ်လိုပူးပေါင်းဆောင်ရွက်တင်လဲဆိုတာအသေးစိတ်ရှင်းပြပေးမယ် AI ဟာလူသားတွေရဲ့ဘဝကိုနှီးမိုးစုံနဲ့ကူညီနေပါတယ်ကျန်းမာရေးယောဂရှာဖွေခြင်းနဲ့ကုသခြင်း AI စနစ်များပြီးဆရာဝန်များထက်ပိုမိုလျင်မှန်တိကျစွာဓာတ်မှန်များ X-ray များ MRI ပုံရိပ်များနဲ့ယောဂလက္ခဏာများကိုခွဲခြမ်းစစ်တိုင်နိုင်သောကြောင့်ယောဂများကိုစောစီးစွာရှာဖွေကုသနိုင်ပါတယ်။ဆေးဝါးအသစ်ဖော်ဆက်ရမှလည်းအချင်းကုန်သက်သာစေပါတယ်။ပညာရေးပုဂ္ဂိုလ်ရေးအလိုက်တင်ကြားရေးကျောင်းသားတဦးချင်းစီ၏လိုအပ်ချက်နဲ့တင်ယူမှုအရှိန်နှုန်းကိုလိုက်၍သင်ခန်းစာများလေ့ကျင့်ခန်းများကို AI ကစီစဉ်ပေးနိုင်ပါတယ်။ဘေးအန္တရာယ်ကာကွယ်ခြင်းကြိုတင်ခန့်မှန်းမှုနဲ့တုံ့ပြန်မှုမြေငလင်းရေကြီးမုန်တိုင်းစသည့်တဘာဝဘေးအန္တရာယ်များကို AI က data များစွာကိုအခြေခံ၍ပုံမတိကျစွာကြိုတင်ခန့်မှန်းနိုင်ပြီးအရေးပေါ်တုံ့ပြန်မှုများကိုစီမံခန့်ခွဲရမှာကူညီပေးနိုင်ပါတယ်။နေ့စဉ်ဘဝတတ်တုံတုံတဖြစ်စေခြင်းလုပ်ငန်းဆောင်တာအလိုအယောက်ဖြစ်စေခြင်း AIB ဖုန်းထဲမှာ voice assistant များ smart home စနစ်နဲ့ကားမောင်းသူမလိုရရန်များ self driving cars တို့ကိုအထောက်အကူပြုပြီးနေ့စဉ်ဘဝကိုပုံမလုံခြုံစေကအချင်းကုန်သက်သာစေပါတယ် AI နည်းပညာတိုးတက်လာတဲ့နေ့အမျှလူများ၏အလုပ်နေရာမှာ AI ကအစားထိုးနိုင်မယ့်အခြေအနေများရှိလာမလားရှင်။သို့တော့အလုပ်ပြုတ်ခြင်းဟုတိုက်ရိုက်ပြောဆိုခြင်းထက်အလုပ်အကင်များပြောင်းလဲသွားခြင်းဟုဘယ်လိုဖြစ်လာမှာလဲဟင်။ကောင်းတယ်မိကွန်မဲမိမီအလွယ်တကူအစားထိုးနိုင်သည့်အလုပ်ထက်တလဲလဲပြုလုပ်ရတဲ့ပုံသေးစီမင်းအတိုင်းဆောင်ရွက်ရတဲ့အလုပ်များဥပမာ call center အခြေခံအလုပ်များစည်ရင်းကွန်တဲ့အခြေခံလုပ်ငန်းများဟာ AI နဲ့အစားထိုးခံရခြင်းချင်းအများဆုံးပဲဒါပေမဲ့ AI ဟာလူသားတွေရဲ့ fan တီးမှု creativity ရှုပ်ထွေးတဲ့စီမံခန့်ခွဲမှု complex management နဲ့လူမှုဆက်ဆံရေးနဲ့စနာမှုလိုအပ်တဲ့အလုပ်တွေကိုတော့ဥပမာဆရာဟိုများတူနာယူများဆရာမများစီမံကိန်းမန်နေဂျာများအလုပ်တွေကိုတော့အစားထိုးဖို့ခက်ခဲနေစေပါပဲဒါကြောင့်စိုးရိမ်နေမဲ့ထက် World Economic Forum ရဲ့ခန့်မှန်းချက်အရ AI နဲ့ပတ်သက်တဲ့အလုပ်အကိုင်အခွင့်အရေးမြင့်သစ်များကိုလည်းတိတာတာပုံမဖန်တီးပေးမယ်ဆိုလဲမြင်လို့လက်ခံထားဖို့လိုအပ်တယ်။ဒါဆိုရင်ကျမတို့အနာဂတ်မှာ AI အရေးပါမှုဘယ်လိုဖြစ်လာမလဲရှင်။အနာဂတ်မှာ AI ဒီကျွန်တော်တို့ရဲ့လူမှုစီးပွားရေးနဲ့စီးပွားရေးစနစ်ရဲ့ဘေးဟန်ဦးတိုင်းတစ်ခုဖြစ်လာနေပါပြီ။ဥမာထုံးလုပ်ရေးစွမ်းအားမြင့်တာလာခြင်း productivity boost ဆိုတာ AI ဒီလုပ်ငန်းခွင်များမှာအချိန်ကုန်တက်တာစေပြီးလူသားတွေကိုပုံမရှုပ်ထွေးတဲ့ဖန်တီးမှုရှိတဲ့အလုပ်တွေကိုအာရုံစိုက်စေခြင်းဖြင့်စီးပွားရေးလုပ်ငန်းတွေရဲ့ထုတ်လုပ်ရေးစွမ်းအားကိုအဆပေါင်းများစွာမြင့်တင်ပေးပါမယ်။စံဒီတီထွင်မှုများပေါ်တာလာခြင်း innovation စေဝါစွမ်းအင်ရာသီဥတုပြောင်းလဲခြင်းစပြီးကမ္ဘာစိန်ခေါ်မှုကြီးတွေကို AI ကအချက်လက်ခွဲခြမ်းစိတ်တိုင်ပြီးအထည်သမိတ်မှုရှာဖွေပေးခြင်းဖြင့်ကြီးမားတဲ့စံဒီတီထွင်မှုများကိုဖြစ်ပေါ်စေပါမယ်။ data အဓိပ္ပာယ်ဖော်ပြခြင်းကျွန်တော်တို့ဒီနေ့စဉ်နဲ့များညားပြတဲ့ data များကိုထုတ်လုပ်နေကြပါတယ်။ AI ဒီထို data များ၏အဓိပ္ပာယ်ကိုညှဉ်းမြန်စွာဖော်ပြပေးပြီးအစိုးရများစီးပွားရေးလုပ်ငန်းများနဲ့လူသားတွေအတွက်ပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်များချမှတ်နိုင်အောင်မရှိမဖြစ်လိုအပ်ပါတယ်။ဒါဆိုရင်ကျမတို့ AI နဲ့ပူးပေါင်းဆောင်ရွက်ရမည့်ပုံစံဘယ်လိုပြင်ဆင်ထားရှိလဲရှင်။အနာဂတ်မှာအဓိကအရေးကြီးတာက AI ကိုပြိုင်ဘက်အဖြစ်ရှုမြင်ခြင်းထက်ကိရိယာနဲ့လို့ဖော်ကိုင်ဘက်အဖြစ်လက်ခံပြီးပူးပေါင်းဆောင်ရွက်ခြင်းပဲလူတိုင်းဟာမိမိရဲ့အလုပ်မှာ AI tools တွေကိုထိရောက်မှုအရောက်တတ်သောဖြင့် AI literacy
AI အသုံးပြုတတ်သောကျွမ်းကျင်မှုကိုလေ့လာသင်ယူရပါမယ်ဥပမာ content fan သူများဟာ AI ကထုတ်ပေးတဲ့စာမှုအကျမ်းကိုပြန်လည်တည်ပြီးပေးခြင်းပြီးတော့လူသားတွေသာပိုင်ဆိုင်တဲ့ဝေဖန်ပိုင်းခြားတွေးခေါ်မှု critical thinking တီထွင် fan မှု creativity နဲ့စိတ်ခံစားမှုဆိုင်ရာဉာဏ်ဤ emotional intelligence စသည့်စွမ်းရည်တွေကိုမြင့်တင်ရမယ် AI က data ကိုစီမံပေးမယ်လူသားကထို data ကိုအခြေခံပြီးဆုံးဖြတ်ချက်များချမှတ်ရမယ်ဒါကစင်စစ်မပြတ်သင်ယူလိုက်နေတဲ့ခေတ်တစ်ခုပဲ ကျမသဘောပေါက်သွားပြီကိုဗျာ AI ဆိုတာကျမတို့ရဲ့အလုပ်နေရာကိုလုံးဝဖျက်ဆီးပေးမယ်ဆိုလို့မဟုတ်ပဲကျမတို့ရဲ့စွမ်းရည်တွေကိုမြင့်တင်ပေးမယ်အထောက်အကူပြုနည်းပညာပဲပေါ့နော်ကျမတို့လေးလာတင်ယူဖို့လိုပါတယ် မှန်တယ်မင်းမီအနာဂတ်မှာအောင်မြင်ခြင်း AI နဲ့အတွဲဖက်အလုပ်လုပ်တတ်တဲ့ဉာဏ်ဤကိုမင်းပိုင်ဆောင်ဖို့လိုပါနဲ့ AI ခေတ်မှာဘယ်လိုနည်းပညာကျွမ်းကျင်မှုတွေကအရေးပါလာမလဲဆိုတာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုနောက်ထပ်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်